create alignments from objects ကနေ alignment ကို create လုပ်မယ် object ကနေ alignment create လုပ်မယ်ဆိုတာဘယ်လို object တွေလဲဆိုလို့ရှိရင် AutoCAD object တွေကိုပြောတာပါဥပမာ line တို့ curve တို့ polyline တို့ကနေပြီးတော့ရှိပြီးသားဒီ drawing ထဲမှာရှိပြီးသား object တွေပေါ့နော်အဲ့လိုမျိုး object တွေကနေပြီးတော့ alignment ကို create လုပ်တဲ့အကြောင်းကိုလေ့လာပါမယ်ဒီသင်ခန်းစာက0304 DWG file ကိုဖွင့်လိုက်မယ်နော်0304ကိုဖွင့်လိုက်မယ်ဒီထဲမှာဆိုလို့ရှိရင်မတို့ကဒီနေရာလေးပေါ့နော်ဒီနေရာလေးက polyline လေးရှိမယ်ဒီအပြာရောင် polyline လေးဒီပြာရောင် polyline လေးရဲ့ပုံစံနဲ့တူတဲ့ alignment ကိုဖန်တီးမယ်အဲဆိုရင် alignment ဆိုရယ် command ခေါ်မယ် alignment creation tools create alignment from object ဆိုတာ method ကိုသုံးရမှာနော် alignment တွေက create alignment from object ဆိုတာလေးကိုခေါ်လိုက်မယ်နော် object ဆိုခေါ်လိုက်ပြီးခေါ်ပြီးသွားလို့ရှိရင်သူက object ကို click ဆက်လက်မှတ်ခိုင်းနေဆိုတဲ့ကြောင့်မလို့ object ဒီကအပြာရောင်လိုင်းလေးကိုဆက်လက်မှတ်လိုက်ပြီးတော့ enter အဲ့မှာဗာမေးလဲဆိုလို့ရှိရင်လေဒီမှာကြည့်လိုက် reverse လုပ်မှာလားဆိုပြီးမေးတယ်ဘာကိုကြည့်ရမှာလဲဆိုတော့မြားကိုကြည့်ရမှာဒီမြားကိုကြည့်ရမှာနော်ဒီကိုယ့်ရဲ့ alignment direction ကဒီပုံစံတိုင်းသွားမယ်ဆိုလို့ရှိရင်တော့ဒါလက်ခံလိုက်ပေါ့နော် enter ခောက်ပြီးလက်ခံလိုက်မယ်တကယ်လို့ကိုကမဟုတ်ဘူးဒီဘက် direction နဲ့သွားချင်တာဆိုလို့ရှိရင်တော့ reverse ကိုနှိပ်ပေါ့နော် reverse ကိုမနှိပ်တော့မှတော့ဒီ direction နဲ့လက်ခံမှာမို့လို့enter ခောက်ပြီးတော့လက်ခံနိုင်မယ်နော်ဒီနေရာမှာတကယ်လို့ကိုကပေါ့နော်တကယ်လို့နှိပ်ပြီးတော့မှ alignment ဖြစ်ပြီးတော့မှ direction ပြောင်းချင်တယ်ဆိုရင်လည်းပြောင်းလို့ရတယ်เนาะပြီးတော့မှအဲ့ဒီနီကိုဆက်ပြီးပြောပြပါမယ်ဒီတိုင်းပဲ enter ခောက်လိုက်မယ် enter ခောက်ပြီးသွားလို့ရှိရင်ဒီ alignment from object ရဲ့ window ကြာလာမယ်ဒီ window ထဲမှာဘာတွေပါလဲကြည့်အောင်နာမည်ပေးမယ်ပြီးရင်မျိုးစား center line လာပါလားရွေးမယ်နောက်ပြီးရင် site ကတော့နန်းတိုင်းပဲထားမယ်ပြီးတော့ဒီမှာ starting station ကဘယ်လောက်လဲ0မဟုတ်ရင်လည်းတခြားနေရာရိုက်ထည့်လို့ရမယ်ပြီး alignment style ရှိမယ် alignment layer label set ရဲ့ design style ရှိမယ်နောက်ပြီးဒီနေရာမှာ curve ကပေါ့နော်200ကိုတန်းချက်နဲ့တန်းချက်ညာမှာရှိရဲ curve ကတဲ့ radius 200နဲ့ထားမှာလားဆိုတော့မထားတော့ဘူးဒီ curve အတိုင်းပဲဆွဲချင်တာမို့လို့ဒီနေရာအမှန်ကြီးဖြုတ်ပေးမယ်ပေါ့နော်ဒီမှာအမှန်ကြီးလည်းဖြုတ်ပေးမယ်ဘာလို့လဲဆိုတော့ erase existing entity ဆိုတာရှိပြီးသားဒီ polyline ကိုဖြတ်လိုက်မှာလားဆိုပြီးတော့မေးတာပေါ့နော်အဲ့တော့ဆိုမှမဖြတ်ချင်ဘူးကြံစေချင်တဲ့အတွက်ကြောင့်မလို့ဒီနေရာနှစ်ခုကိုအမှန်ကြီးဖြုတ်ပြီးတော့ okay ဝင်နေလိုက်ပါမယ်အဲ့ဆိုရင်ဒီမှာ alignment လေးတစ်ခုရသွားပြီနော် alignment လေးတစ်ခုလည်းရသွားပြီနောက်ပြီးတော့ဒီအောက်မှာ polyline ကလည်းငကိုတိုင်းကျက်မယ်ဒီမှာ alignment ရသွားပြီနော်ဟုတ်ပြီအဲ့ဆိုရင်ဒီ alignment ကိုကတော့ဆွဲပြီးတော့မှ direction ပြောင်းချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်အခုမှတ်ထားတဲ့ alignment ကိုဆက်လက်မှတ်ထားတဲ့အနေအထားမှာအပေါ်က modify နဲ့ကpull down လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ reverse direction ကနေ direction ပြောင်းလို့ရပါတယ်ဒါပေမဲ့ဒါကောင်းတဲ့ idea တော့မဟုတ်ဘူးပေါ့နော်ကိုကဒီ alignment ဆိုတာကတခြား profile တို့ assembly တို့ corridor တို့အကုန်လုံးနဲ့ချိတ်ဆက်နေတဲ့object ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့မှ direction ပြောင်းမယ်ဆိုတခြားအကျိုးသက်ရောက်မှုတွေအများကြီးရှိနိုင်တယ်ပေါ့နော်အဲဒါကြောင့်အစကတည်းကစဆွဲတဲ့ဘယ် direction နဲ့ဆွဲမလဲဆိုတာကိုသတ်မှတ်ထားတာတော့ဆုံးဖြတ်ထားတာတော့အကောင်းဆုံးပါပဲအခုမဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ဒီမှာဒီလို reverse direction ပြောင်းတဲ့နည်းတော့ရှိရဲဒါပေမဲ့recommend လုပ်တာကတော့အစကတည်းကတည်တည်ချာချာ direction ကိုဆုံးဖြတ်တာကိုတော့ recommend လုပ်ပါတယ်အဲ့ဆိုရင်နောက်ဆုံးအနေနဲ့ကြာပါပြောချင်လဲဆိုတော့ဒီအခုလိုမျိုးကတော့အခု direct alignment ဆိုရင်နှစ်ခုသင်ပြီးသွားပြီပေါ့နော်ပထမဗီဒီယိုမှာရှေ့ဗီဒီယိုတွေမှာတော့ဆိုလို့ရှိရင် alignment tools ကနေပြီးတော့ alignment creation tools ကနေပြီးတော့ငါတို့ဒီဟာလေးပေါ်ပြီးတော့ geometry editor ကိုဒီ alignment creation tools ကနေပြီးတော့ဒီဟာကနေပြီးဖန်တီးတဲ့ method ရေပြီးတော့ object အခုလိုမျိုး polyline ကနေ object ဖန်တီးတဲ့ method ရေဆိုပြီးတော့နှစ်ခုသင်ပြီးသွားအဲ့နှစ်ခုကဘာကွာလဲဆိုလို့ရှိရင်ပြောပြပါမယ်အဲ့နှစ်ခုကဒီ creation tools ကနေဖန်တီးတဲ့ method ကကြတော့ကိုက alignment ကိုနောက်ပိုင်းမှာပေါ့နော်ရွှေ့ရခဲ့သည်ရှိတော့သူ့မှာရှိရဲ့ဒီ tangency တွေတို့ radius တွေတို့သူက maintain လုပ်ပြီးရဲ့ဘယ်ကိုရွှေ့တည်လိုက်ဒီမှာ radius 60ဆိုလို့ရှိရင်60 50ဆိုရင်50အဲ့လိုမျိုးတွေ maintain လုပ်ပြီးရဲ့ radius ကပြောင်းမသွားအောင်ဒီလိုမျိုးပေါ့နော်အဲ့တိုင်းလေးလိုက်ပြီးတော့နေရာပြောင်းသွားရင်တော့မှသူ့ရဲ့ criteria တွေကသူကမပြောင်းမနဲ့ maintain လုပ်ပြီးတယ်ဒီလိုမျိုး
ဒီလိုမျိုး polyline ကနေဆွဲထားတယ်ပေါ့နော် object ကနေပြီးတော့ဆွဲထားတဲ့ alignment တွေကအဲ့လိုမျိုး maintain မလုပ်ပေးဘူးသူကဒီမှာကြည့်အဲ့လိုမျိုးပေါ့နော် irregular shape တွေဖြစ်သွားနိုင်တယ်အဲ့နှစ်ခုတော့ပြောင်းဟိုကွာခြားပါတယ် okay အဲ့ဆိုမိကုန်းလေးဖြည့်ကြည့်အောင်မိကုန်းလေးကဒီမှာနော်မိကုန်းကဗာမေးထားလဲဆိုတော့ for an alignment created with the alignment from object command အခုတင်လိုက်တဲ့နီလန်ပေါ့နော် object ဆိုတာဒီလို polyline ကနေပြီးတော့သူ polyline ကနေပြီးတော့ alignment ဖန်တီးတဲ့ဒီ object တွေကနေဖန်တီးတဲ့ method ကဆိုလို့ရှိရင်တဲ့ဆိုလို့ရှိရင် for တော့ဆိုလို့ရှိရင် if the original object ဆိုတာ if ဒီ polyline ပေါ့နော် and tangency original object and tangency ရဲ့ those tangency will be maintained တဲ့အဲ့ tangency တွေက will be maintained like using with curve command in the alignment creation toolbar alignment creation toolbar ထဲမှာဖန်တီးရဲ့နည်းလမ်းနဲ့အတူတူပဲသူကtangency တွေကို maintain လုပ်ပေးပါတယ်လို့ပြောထားတယ် alignment creation toolbar ထဲမှာရှိရဲ့နည်းလမ်းနဲ့ဖန်တီးတာနဲ့အတူတူပဲဒီ line create from object ဆိုတဲ့ method ကလည်း tangency တွေကို maintain လုပ်ပေးပါတယ်ဆိုဟုတ်လားမှားပါတော့ခုနကပဲ tangency တွေ maintain မလုပ်ဘူးလို့သူ irregular shape တွေဖြစ်သွားတယ်လေသူရွှေ့လိုက်တဲ့ချိန်လာလို့ရှိရင်အဲကြောင့်အဖြေက false ဖြစ်ပါတယ် sorry အဲ့ဆိုလို့ရှိရင်ဒီအဖြေက false ဖြစ်ပါတယ်ပေါ့နော် okay အဲ့ဒါနောက်တင်ငန်းစာမှာပြန်ဆုံးပါမယ်